三江မြို့နယ်နော်ရှမ်းလန်ဟုံးလန်ရောက်အုပ်ချုပ်ရေးမှုကဘာလို့သူကဘလို့ပြည်သူတွေကိုနှိပ်စက်တာမင်္ဂလာပါမြန်မာနိုင်ငံအတွင်းမှာနေ့စဉ်ဖြစ်ပွားနေတဲ့မြေပြင်အခြေအနေနဲ့တိကျမှန်တဲ့သတင်းကိုစနစ်တကျတင်ဆက်ပေးနေတဲ့ခေတ်သစ် channel မှာကြိုဆိုပါရစေဘလို့လူငယ်တွေကိုအတင်းဖမ်းပြီးတော့စစ်မှုထမ်းဖို့အတွက်ရောင်းစားတာစစ်မှုထမ်းကြီးအတွက်ဘလို့လစဉ်ကြီးကောက်တာဘလို့စစ်အာဏာပိုင်တွေအတွက်ကိုလျှက်ပေါ်လှော်လီပြီးတော့လူငယ်တွေကိုအတင်းဖမ်းပြီးရအောင်သွင်းတာဒါတွေကအစကျွန်တော်တို့စင်းလုပ်ထားပါတစ်ချိန်ကျွန်တော်တို့အားလုံးဒီကောင်းတွေကိုပြန်ပြီးတော့အရေးယူရပါကျွန်တော်တို့အရေးတော်ပုံဒီမှာကဒီကောင်းတွေနားလေတဲ့ဘာသာစကားနဲ့ကျွန်တော်တို့ကဒီကောင်းတွေကိုပြောရမှာဒီကောင်းတွေနားလေတဲ့ဘာသာစကားကအကြောက်တရားပဲဒီကောင်းလေးနားလည်ပဲအကြောက်တရားဘာသာစကားကိုကျွန်တော်တို့ဘက်ကပြောနိုင်ရတာလောလောဆယ်ကျွန်တော်တို့အခုပြောနေကြပြီအေးအရေးတော်မူကြီးအောင်လို့ပြီးလို့ရတော့ကွာမင်းတို့ကောင်းလေးအကောင်လုံးပြန်ပြီးတော့အရေးယူပါဆိုတာဒါဒီကောင်းလေးကိုကျွန်တော်တို့ကအကြောက်တရားထည့်တာလက်တွေမလုတ်ဘူးလားဆိုရအောင်လုပ်မှာနော်ရအောင်လုပ်ပါအေးအချိန်နောက်တစ်ချိန်ကြတော့မှအမျိုးသားပြန်လဲတက်မြတ်ကြီးတွေဘာတွေလာမပြောနဲ့လက်မခံဘူး no ဒီတို့ဒီပြစ်မှုတွေကျူးလွန်ထားတယ်ဒီတို့တွေအကုန်လုံးကိုပြက်သားသားအရေးယူမှာထားပါတော့မနေ့က6ဖြစ်စင်မှာပြစ်မှုကျူးလွန်တဲ့စစ်သားရဲသားခမသားမအလာအဲ့ကောင်တွေအကုန်လုံးမင်းတို့ပေးဆက်ရမယ်တကောင်းမှမလို့စေရအဲ့ဒီအချိန်မှာမင်းတို့ကောင်တွေရဲ့အသက်ဝိညာဉ်မရှိတော့ရင်တောင်မှမင်းတို့ရဲ့ဝိညာဉ်တွေကိုချုပ်ပြီးတော့ပြစ်မှုပြစ်ဒဏ်ချလက်ရှိမြန်မာစစ်တပ်အတွက်အလုတ်လုတ်ပေးနေတဲ့ကောင်တွေမင်းတို့ကောင်တွေတမလွန်ကိုရောက်ငရဲပီရောက်ပြီးရင်တော့မှတို့တွေကခွင့်မလို့ဘူးမင်းတို့ရဲ့ဝိညာဉ်တွေကိုပါဆက်ပြီးတော့ချုပ်နှောင်ပြီးတော့ပြစ်မှုပြစ်ဒဏ်ပေးမယ်ဒါတို့ရဲ့ဂရိစကားပဲတို့တွေအကုန်လုံးကတရားမျှတမှုမနေ့ကစုံသွားတဲ့ရဲဆက်နော်ဒါဒီရာဇဝတ်မှုပြတပ်ဖြတ်ချင်းခံလိုက်ရတဲ့ကျွန်တော်တို့ရဲ့ရဲဘော်လေးတွေဘသူဘဘကျွန်တော်တို့ကလေးပဲကျွန်တော်တို့ဘလောက်ရင်ကွဲရလဲအေးမင်းအောင်လိုင်းတို့ဒင်းတို့နော်မင်းတို့ကောင်းနေအကုန်လုံးပြန်ပြီးဘယ်တော့မှမမေ့ကြီးဘယ်တော့မှသွေးမအေးကြီးဘယ်တော့မှခွင့်မလွတ်ကြီးအေးတစ်ချိန်တည်းမှာပဲတော်လိုင်းရေးကိုအယောင်ပြပြီးတော့ပါလာပြီးတော့အခုချိန်မှာPDF တွေကြာဆုံးလို့ရှိရင်လဲထိုင်ပြီးတော့ဝမ်းသာနေတဲ့အနေရောင်ဆောင်တဲ့ဒေါ်လာရေးဘတ်တော်ရဆောင်တဲ့ကောင်တွေအကုန်လုံးမင်းတို့လည်းဒီမဲ့ကြက်သတိဟာအဲ့တော့အခုစစ်တပ်ထဲမှာစစ်တပ်အတွက်လုပ်ပေးနေတဲ့လမ်းမှုအုပ်ကြီးအပါဝင်စစ်သားရဲသားထောက်လိုက်ထောက်ဝါရာအကုန်ကြံဖို့အကုန်မင်းတို့ကောင်းနေတအုပ်လုံးတမလုံးဘယ်ကောင်းမှမလွတ်စေရမင်းတို့အားလုံးကိုရအောင်ကိုပြန်အေးအေးယူမယ်အဲ့ဒါမှတ်ထားကိုဘကတော့မိလို့ရှိရင်မကြောက်နဲ့ဟုတ်ပါနော်လူသားချင်းစာနာပြီးတော့နော်သူတို့ကကြတော့မိတာနဲ့အရှင်မိတာနော်ခေါင်းကိုနှထင်ကိုတနတ်နဲ့တဲ့ပြီးပြတ်တတ်တယ်သူတို့ကစစ်တုံးမန်းကိုအရှင်မထားဘူးဒီမှာတော့မိပြီဆိုတာနဲ့ဗြမာကြီးဦးထောင်းသမင်းကျွေးရတာနဲ့နင်းပေးရတာနဲ့
ဒါတော့လေဒေါ်လာရေးဆိုတာကတကယ်ကိုပြက်ပြက်သားသားလုတ်တဲ့ခေါင်းဆောင်တွေလုတ်ကြမှုလို့ပဲခင်ဗျားတို့ပြက်သားဖို့လို့လေဒါလီသွားပါဒါတော့ပါတစ်ဆက်ထဲမှာပဲကျွန်တော်တို့ရခိုင်နယ်မှာကျွန်တော်တို့ရဲ့အရကတ်တော့အေးအေးကျွန်တော်တို့ရဲ့လေးစားတဲ့ရခိုင်ခေါင်းဆောင်ဗိုလ်ချုပ်ထရမ်ရနိုင်တို့ဒေသမှာမိုးရိပ်ကြီးမုန်တိုင်းတွေဝင်ပြီးတော့ရေတွေကြီးတဲ့အတွက်ရခိုင်သူရခိုင်သားတွေနော်အများကြီးဒုက္ခရောက်နေကြတယ်စေးချော်တာတစ်မျိုးသွေးလွန်တုတ်ခွေးကတစ်မျိုးငှက်ပြားကတစ်မျိုးဒီကြားထဲနောက်ကနေပြီးတော့နောက်ကျောကိုဓာတ်နဲ့ထိုးနေတဲ့အာဆာတို့ RSA တို့နော်အဲ့ကောင်တွေကတစ်မျိုးနဲ့ရခိုင်သားတွေအကူကြီးတွေအရေးပေါ်လိုအပ်နေတယ်အဲ့တော့ကျွန်တော်ယနေ့ဒီနေရာကနေပြီးတော့နော်ဒီနေရာကနေပြီးတော့တိုက်တွန်းလို့ဆိုကျွန်တော်ကအရကတ်တော် AA တခါရခိုင်အသိအဖွဲ့တွေတို့တွေအလူငွေကောက်တဲ့အဖွဲ့အစည်းတွေရှိမယ်ဆိုရင်တွားရောက်ဆက်သွယ်ပြီးတော့အရေးပေါ်တွားရောက်လူတန်းမှုဒီနေရာကနေပြီးတော့ကျွန်တော်နိဗ္ဗာန်စော်လုပ်ပြရစီကျွန်တော်တို့ကအဖွဲ့အစည်းတစ်ခုကိုရှစ်တဲ့ထောက်ခံနေဆိုရင်လေနဲ့ပဲချစ်လို့ထောက်ခံလို့မရပါဘူးအဲ့ဒီအဖွဲ့အစည်းအဲ့ဒီပုံကိုယ်တွေဒုက္ခရောက်နေလို့ရှိရင်ကျွန်တော်တို့ကဝိုင်းဝန်းပြီးတော့ကူညီဖို့စောင့်ရှောက်ဖို့တာဝန်ရှိပါတယ်ဒါကြောင့်မလို့ယနေ့အချိန်မှာရခိုင်သူရခိုင်သားတွေဒုက္ခရောက်နေတယ်အကူကြီးတွေလိုအပ်နေတယ်အထူးသဖြင့်အရေးပေါ်အနေနဲ့ရေကြီးလို့မိုးများလို့လူသားချင်းစာနာထောက်ထားတဲ့အကူကြီးတွေအရေးပေါ်လိုအပ်နေတဲ့အတွက်ရခိုင်ဒေသကူညီကယ်ဆယ်ရေးအတွက်မြန်မာတဝမ်းနဲ့ကဘာတဝမ်းမှာရှိတဲ့အားလုံးသောပုဂ္ဂိုလ်အသီးသီးကိုကျွန်တော်ဒီနေရာကနေပြီးတော့နိဗ္ဗာန်စော်လုပ်ချင်တယ်ရခိုင်သားတွေကိုကူညီကြပါရခိုင်အရကတ်တော် AA ကိုဝိုင်းဝန်းပြီးထောက်ခံပါဗိုလ်ချုပ်ထရမ်ရနိုင်တဲ့တကွဒေါက်တာညိုထွန်းအောင်တို့အရကတ်တော် AA ရဲ့ခေါင်းဆောင်တွေနဲ့တသားတဲ့ရက်တီပြီးတော့သူတို့ရဲ့ဥဆောင်မှုနဲ့တသားတဲ့ရက်တီဖို့ကျွန်တော်ဒီနေရာကနေပြီးတော့ထပ်မံပြီးတော့တိုက်တွန်းနှိုးဆော်ကြတာစဒကဘလောက်တိအောင်သူတို့ရဲ့ခမတ်သားတွေမအားလာတယ်စခရက်ခတွေကို brain wash လုပ်ထားလဲဆိုတော့မင်း online ကနေအစအောက်ဆုံးမှာရှိတဲ့အယုတ်ကခမတ်သားမအားလာစခရက်ခကအစအမုန်းတရားတွေရက်ဆက်ကြမ်းကြုတ်မှုတွေမြင်မကောင်းကြားမကောင်းကျွန်တော်တို့ကတကယ်ကိုရန်ကာစီးပြတ်ဖို့လိုတာဒင်းတို့တွေအကုန်လုံးကိုရအောင်လို့ကိုအခုလက်ရှိအချိန်ကနေပြီးတော့နေဝင်းအာနာသိမ့်တဲ့အချိန်ထိတောက်လျှောက်7 July မှာဘယ်ကောင်နေတာဝန်ရှိလဲစိန်လွင်ပြေးသွားပြီမလားသူ့ဝိညာဉ်ပြန်ခေါ်သူ့ဝိညာဉ်ကိုပြန်ချုပ်နှစ်တစ်ထောင်ပြန်ပြီးတော့ထောင်ချနေဝင်းတေသွားပြီမလားသူ့ဝိညာဉ်ကိုပြန်ခေါ်နေပေါင်း7 နေဝင်းထောင်ချမြန်မာကြီးတူတေသွားပြီမလားသူ့ဝိညာဉ်ပြန်ခေါ်အကုန်လုံးကိုတကောင်းမှကိုအလွတ်မပေးဘဲနဲ့တောက်လျှောက်မြန်မာပြည်ရဲ့ Federal Democracy တော်လှန်ရေးမှာဒီတို့ကျူးလွန်ခဲ့သမျှအားလုံးကိုရအောင်တေးသေးရှင်းရှင်းကပတ်ဘယ်နေရာအနက်ရောက်နေဒီလိုအားလုံးကိုရအောင်ရေးယူရမယ်ဒါနဲ့တော့ခိုးဆိုလူနိုင်နော်တိုင်းပြည်ဘန်နာတွေကိုခိုးယူထားတဲ့ခရိုနီဖြစ်စေခရိုဝါဖြစ်စေခရိုပြာဖြစ်စေဒေါ်လာရေးဘက်ကဆိုလဲဒေါ်လာရေးတခိုးမှဖြစ်စေဒေါ်လာရေးတခိုးမှမိသားစုဖြစ်စေဒေါ်လာရေးအယံပြခွက်ကောက်တဲ့အုပ်စုဖြစ်စေဟိုဘက်အကြမ်းဖက်စစ်တပ်ဘက်ကဆိုလို့ရှိရင်လဲမင်းအောင်လိုင်းရဲ့သားသမီးတွေနဲ့တကွ
နေဝင်သန်းရွှေအစုံအကုန်လုံးခိုးထားသမျှကိုရသလောက်တပြားမကျန်အကုန်ပြန်ယူရမယ်ဒီ policy ကိုပြတ်ပြတ်သားသားကင်ဆွဲပြီးတော့ကမ္ဘာဘယ်အနက်နေရာအနက်မှာရှိပလိစီ Israel ရဲ့မော့ဆတ်ကနေပြီးတော့ပြက်ပြက်သားသားအရေးယူသလိုအကြမ်းဖက်စစ်တပ်အတွက်ကိုပြည်တွင်းကနေပြည်ပကနေအလုတ်လုတ်ပေးနေတဲ့ခမတ်သမတ်အလာအကုန်လုံးကိုမြေလံပြီးအမြက်ကလှမ်းပြီးတော့ပြန်ပြီးအရေးယူကိုယူရမယ်ဒါမှသာကျွန်တော်တို့တရားမျှတမှုရမယ်ဒါမှသာဒီဒီမိုကရေစီအရေးတော်ပုံ Federal Democracy အရေးတော်ပုံတိုက်ပွဲမှာပေးဆက်သွားတဲ့သူတွေအတွက်ဘဝပြတ်သွားတဲ့သူတွေအတွက်ပေးဆက်နေတဲ့သူတွေအတွက်တရားမျှတမှုတစ်စိတ်တစ်ပိုင်းကျွန်တော်တို့စန်တချီနေလောက်ကျွန်တော်တို့ပြန်ပေါ်ဆောင်ပေးရကျွန်တော်တော့ခိုင်းလို့လုပ်ရပါကျွန်တော်ကျမကတော့ခိုင်းလို့လုပ်ရတာပါလာမပြောနဲ့အခုကအုတ်ကြီးဖြစ်ချင်လွန်းလို့တော့မှအုတ်ကြီးဖြစ်ချင်လွန်းလို့တော့မှအခုကအပြိုင်အဆိုင်နေအပြိုင်ဆိုင်နေအုတ်ကြီးကိုယာဒူးမထွက်ပေးချင်လို့တော့မှစပ်ပြီးလုပ်နေကြတာအပြိုင်အဆိုင်နေဒင်းတို့ကအဲ့ဒီလောက်တော့ဖြစ်လာနေတယ်ဟုတ်လားအဲ့တော့ကျွန်တော်တို့ပြန်ကြည့်လိုက်ရင်စစ်ဘက်အရက်ဘက်အုပ်ချုပ်ရေးနှစ်ပွဲမှာဒီစစ်ဘက်အုပ်ချုပ်ရေးအာဏာမြဲမလို့အတွက်ကဒီအရက်ဘက်ကနေပြီးတော့ဝိုင်းပြီးတော့ကြားကန်ပေးနေတာဝိုင်းပြီးတိဆောက်ပေးနေတာဟန်ချက်ကိုအဲ့လိုမျိုးထိထားနေတာအဲ့တော့ဒီအရက်ဘက်အုပ်ချုပ်ရေးနော်အခုဇောင်းတွေရေးလဲထဟာရုပ်အပေါက်ဆိုတော့ကျွန်တော်တွေ့လိုက်တဲ့စမ်းကြောင်းမှာဟလားဘာလဲအဲ့ဒါမင်းလန်းလားအုတ်ကြီးအရွေးခံရလို့ဆိုပြီးတော့ဇပယ်ပန်းကုန်းနဲ့စွတ်တဲ့ဟာနဲ့ဖြစ်နေကြတာပြက်နေကြတာမြန်မာပြည်ကြီးကဘယ်နေမှလဲမြို့ကကျွန်းပေါ်မှာလားအုတ်ကြီးအဟောင်းကအုတ်ကြီးအသစ်ကိုနေရာမလွဲပေးဘူးတဲ့သိပ်ပြီးတော့ตาရနေကြဟလားမြန်မာပြည်မှာစစ်သားတွေရဖို့အဓိကဓာတ်တိုင်ကျွန်တော်တို့ရဲ့အနာဂတ်မျိုးဆက်တိုင်းပြည်တစ်ခုလုံးကိုဖျက်ဆီးနေတဲ့အဓိကဒီရခံကမင်းအောင်လိုင်းဒါပေမဲ့မင်းအောင်လိုင်းအတွက်လက်တွေ့အကောင့်ထဲပေါ်ပေးနေတာကအဲ့ဒီအုတ်ကြီးတွေကအခြေခံကြဆုံးပဲအုတ်ကြီးတွေနဲ့တူတူလက်တွဲပြီးတော့လင်းမယားတာဝန်ရှိတာကနေကန်ရဲတပ်ဖွဲ့တွေအဲ့တော့နေကန်ရဲတပ်ဖွဲ့မြို့နယ်ရဲတပ်ဖွဲ့စခန်းနေနဲ့အဲ့ဒီအုတ်ကြီးတွေဇောင်းထနေတဲ့၍ကျွန်တော်တို့ဘက်ကလောက်ရကန်ရတာစိတ်ခေါ်မှုတွေကြီးနေပါပဲအတင်းကျပ်စစ်မှုထမ်းဥပဒေအတွက်လူရအောင်ရှာပေးပြီးတော့လုပ်နေတာလဲအုတ်ကြီးတွေအဲ့တော့ဒင်းတို့တွေကအဲ့လိုလုံနိုင်နေတဲ့၍ကျွန်တော်တို့ဘက်ကလောက်ရကန်ရတာခတ်နေလိမ့်မယ်ဒင်းတို့တွေကပို့ပြီးတော့အမြင့်ဆွဲလာလိမ့်မယ်ကျွန်တော်တောင်အာဖရိကနိုင်ငံအကြောင်းကျွန်တော်ပြောမှုတယ်ကျွန်တော်ဒီနေ့အလင်းသင်လို့ထပ်ပြောမယ်အခုကအုတ်ကြီးတွေဇောင်းထတာမြင်မကောင်းတော့နော်အုတ်ကြီးတွေဇောင်းထတာမြင်မကောင်းတော့ဒါဒီတော်လှန်ရေးအတွက် Federal Democracy တော်လှန်ရေးအတွက်အနုလက္ခဏာဆောင်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့က
လုံးဝအုပ်ချုပ်ရေးမရစေရဆိုတဲ့ပုံစံကိုကျွန်တော်တို့ကဖော်ဆောင်ရမှာအခုကအုပ်ကြီးဖြစ်ချင်လွန်းလို့တောင်မှအပြိုင်ဆိုင်တွေနဲ့ပြိုင်ဆိုင်မှုတွေပြင်းထန်နေကြနော်ပြင်းထန်လာကြတော့ကျွန်တော်တို့ဒေါ်လာရေးအတွက်ဒါသည်အနှုတ်လက္ခဏာစောင်းတယ်ဒါမကောင်းဘူးဒါအပြင်ဒီကောင်တွေကအရက်သားအသွင်နဲ့မြို့နယ်တိုင်းမှာရှိတယ်နေကရက်ကွက်ခံနေဖြစ်တဲ့အခါကျတော့ရက်ကွက်တွေကအကြောင်းအရာတွေကိုဒီကောင်တွေကသိတယ်